ဒေသတွင်းမီဒီယာရွှေဖီမြေကတော့နောင်ချိုမြို့အနီးကကံကြီးကျေးရွာဘက်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအစောပိုင်းရက်တွေမှာ TNL ဘက်ကလက်လွတ်ခဲ့ရတဲ့ကင်းစခန်းတချို့ကို TNL ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။တိုက်ပွဲတွေနောင်ချိုနဲ့နီးလာနေတဲ့အတွက်မြို့ပြင်ကကျေးရွာတွေအပြင်နောင်ချိုမြို့တွေကပြည်သူတွေပါစစ်ဆောင်ဖြစ်ကြောင်မဲဘက်ကိုထွက်ပြေးနေကြတယ်လို့ဖော်ပြထားပါတယ်။နောင်ချိုမြို့နီးတိုက်ပွဲတွေပြင်းထန်နေစဉ်မှာပဲတအန်းပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။တအန်းမျိုးသားလူမျိုးရေးတပ်မတော် PSLF TNL တအန်းမျိုးသားပါတီ TNP နဲ့တအန်းရပ်ဘက်အဖွဲ့အစည်းတွေပါဝင်တဲ့တအန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCC အဖွဲ့ဝင်တွေဇွန်1ကနေ3ရက်အထိဆွေးနွေးပြီးတဲ့နောက်တအန်းပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။2029စစ်စင်ရေးကာလအတွင်းထိန်းချုပ်ထားနိုင်တဲ့မြို့နယ်12ခုကိုအခြေခံပြီးတအန်းပြည်တော်လှန်ရေးကာလပြည်သူ့အစိုးရတရဖြစ်ပေါ်လာအောင်ဒီအဖွဲ့ကဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအာရခတပ်တော် AA ရှိနိုင်တဲ့နေရာတွေကိုစစ်ကောင်စီကကြီးရီလေ3ဘက်3တန်ကနေလက်နက်မျိုးစုံနဲ့ပစ်ခတ်နေတယ်လို့နေရင်စရာကဖော်ပြပါတယ်။ကြောက်ဖြူမြို့နယ်ဂုံးချွင်တိုက်နယ်အမှတ်32ရဲတပ်ရင်းအနီးဝန်းကျင်နမ်းဘဲတောင်မင်းတက်တောင်ပါဝင်မလာကျွန်းဧရိယာတဝိုက်ကိုဇွန်9ရက်မှာJet Fighter Y12 လေယာဉ်တို့နဲ့ဘုံကျဲခဲ့ပြီးတညဝတီရေတပ်ဌာနချုပ်ဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲအမှတ်942နဲ့943ချင်းမြန်တပ်ရင်းကအင်အား200လောက်ပါတဲ့မြေပြင်တပ်ဟာလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူအားကိုပြီး AA ထိန်းချုပ်ထားတဲ့နေရာတွေကိုတိုးဝင်လာနေတယ်လို့ဖော်ပြထားပါတယ်။ရှမ်းတောင်ဒေသစီဆိုင်မြို့နယ်ကျေးရွာအုပ်စု2ခုကပြည်သူ6000ကျော်ကိုရွာအတွင်းကနေဇွန်15နောက်ဆုံးထားပြီးအမြန်ထွက်ခွာရမယ်လို့ PNO ပြည်သူ့စစ်ကမောင်းထုတ်နေကြောင်း PNL ပို့မျိုးသားလူမျိုးရေးတပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။စီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုကတပူးထူကောင်ထူလွယ်ငုံးအပါဝင်9ရွာနဲ့တောင်ရှိကျေးရွာအုပ်စုကနောင်ထော်6ရွာနဲ့ကလားလန်ရွာတို့ကပြည်သူတွေကိုအခုလိုမောင်းထုတ်နေတာလို့ဆိုပါတယ်။ဇွန်9ရက်မှာသတိပေးစာထုတ်ပြန်ထားတာဖြစ်ပြီးကျေးရွာကနေထွက်ခွာသွားရမယ့်သူတွေဟာတောင်ယာတဲတွေစစ်ဘေးဆောင်စခန်းတွေကိုသွားရောက်နေထိုင်ခွင့်မရှိဘဲစီဆိုင်မြို့ဖျက်ပြူကျေးရွာမွေတော်ဖျားဝန်းကိုပဲသွားရမယ်လို့အဲ့ဒီသတိပေးစာမှာဖော်ပြထားပါတယ်။မန္တလေးတိုင်းကစုံမြို့နယ်မြို့သားမြို့ရှိစစ်တပ်နဲ့ရဲပူးပေါင်းအထိုင်ချစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်သား2ဦးသေ4ဦးဒဏ်ရာရတယ်လို့ငကနီပျောက်ကြားအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇွန်10ရက်မနေ့9နိုင်ခွဲမှာ60မီလီမီတာ40မီလီမီတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလို့ဆိုပါတယ်။ဒီစစ်စင်ရေးကိုမြင်းကြံတိုက်နယ်3ငကနီပျောက်ကြားတပ်ဖွဲ့စကိုင်းတော်လိုင်းရေးအဖွဲ့SRF နဲ့ငစုံမြို့နယ်ပကဖပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။မွန်ပြည်နယ်ရေးမြို့အခြေစိုက်အမှတ်296ချီလင်းတပ်ရင်းကစစ်သားသစ်2ဦး MA1 တနက်တလက်ခဲယမ်းတွေနဲ့အတူပြီးခဲ့တဲ့ရက်ပိုင်းမှာတော်လိုင်းရေးတပ်တွေထံခိုလုံလာတယ်လို့ဒေါနာစစ်ကြောင်းနှင့်ရေးပျောက်ကြားတပ် YGF ကသတင်းထုတ်ပြန်ပါတယ်ခင်ဗျာ။